အားလုံးပဲမင်္ဂလာပါခက်မိုဘိုင်းနည်းပညာ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ကျွန်တော်တို့ကပြည်ပလဲရောက်နေတယ်ကျွန်တော်တို့အဓိကအသုံးပြုတဲ့စင်ကက်ကလည်းအသုံးပြုလို့မရတော့ဘူးဒါပေမဲ့ KB ကောက်ကလောကြနေရဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုအချက်နှစ်ချက်နဲ့ရှင်းပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးပြောပြသွားပေးမယ့်အချက်ကတော့ကျွန်တော်တို့ကပြည်ပရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ message တွေလည်းပို့မရတော့ပါဘူးဖုန်းတွေလည်းဆက်မရတော့ပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က KBZ email အကောင့်ကို email တစ်စောင်အရင်ဆုံးပို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က email တစ်စောင်ပို့ပေးရမှာအတွက်ဖြစ်တဲ့အတွက်ပထမဦးဆုံးကျွန်တော်တို့ Gmail တွေကိုတွားလိုက်ပါမယ်ပြီးရင်ကိုပို့ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့က KBZ ရုံးရဲ့ email ဖြစ်တဲ့ videobanking@kbz@gmail.com ကိုကျွန်တော်တို့ကတူဆွဲနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်အကျက်ဆိုတဲ့နေရာလေးမှာကျွန်တော်ကတော့ကျွန်တော်တို့စင်ကက်ကသုံးမရတော့ဘူးစင်ကက် SMS မကြတော့ဘူးဖြစ်တဲ့အတွက်စင်ကက် SMS မကြသဖြင့်လို့ကျွန်တော်ကတော့ရိုက်ထည့်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဆင်ပြေသလိုလေးရိုက်ထည့်ပေးလို့လည်းရပါတယ်အောက်ကကွန်ပို email ဆိုတဲ့နေရာမှာတော့ကျွန်တော်ပြသလိုလေးရိုက်ထည့်ပေးရမှာပါနာမည်ဖုန်းနံပါတ်ပြီးလို့ရှိရင်မှတ်ပုံတင်နံပါတ်ကိုဖြစ်နေတဲ့အကြောင်းအရာကိုရိုက်ထည့်ပေးရမှာပါကျွန်တော်အပေါ်ကပြထားတဲ့မြားလေးကိုနှိပ်ပြီးတော့ပို့ပေးလိုက်ရင်အဆင်ပြေပါပြီပို့ထားတဲ့စာရောက်မရောက်ကိုတော့တစ်ချက်ပြန်စစ်ကြည့်ရမှာဖြစ်ပါတယ်အပေါ်ကမြင်းသုံးချောင်းနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်အောက်ကစမ်းဆွဲနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်ကိုပို့ထားတဲ့စာကိုရောက်မရောက်ဆိုတာအမှပေါ်နေပါလိမ့်မယ်အမှတစ်ချက်ဝင်ကြည့်လိုက်ပါမယ်ဘို့လို့ဆိုရောက်သွားပါပြီဒါဆိုလို့ရှိရင်သူတို့ဘက်ကနေ24နာရီအတွင်းမှာကျွန်တော်တို့ booking ယူလို့ရတဲ့အချိန်ကိုတစ်ချက်ပြန်ပြောပေးသွားပါလိမ့်မယ်ဒုတိယတစ်ခုကတော့ဖုန်းနံပါတ်ပြောင်းသုံးတာပဲဖြစ်ပါတယ်အောက်ကဖုန်းနံပါတ်ပြောင်းပြီးကိုတစ်ချက်နှိပ်ပြရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုသုံးနေတဲ့ KBZ သုံးနေတဲ့ဖုန်းနံပါတ်ကိုထည့်ပြရမှာပါဒီမှာမတတာကကျွန်တော်တို့ကဖုန်းနံပါတ်အသစ်တွေကိုတွားပြီးတော့ထည့်တတ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်ကြည့်စိုက်ပေးပါဒီမှာတော့ကိုအခုထပ်သုံးမဲ့ဖုန်းနံပါတ်အသစ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်နံပါတ်အသစ်ထည့်တဲ့နေရာမှာကျွန်တော်တို့ကပြည်တွင်းနဲ့ဖုန်းနံပါတ်ပဲထည့်လို့ရမှာဖြစ်တဲ့အတွက်ကိုအဖေတွေအမေတွေဒါမှမဟုတ်အမတွေညီမတွေရှိရနေပြီးတော့ KBZ မသုံးတဲ့ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာပါပြီးရင်တော့မျက်နှာအတည်ပြုပေးရပါမယ်ညနာအတီးပြူဝိုင်းတော့နောက်တစ်ဆင့်ရတော့ကျွန်တော်တို့အခုအသစ်လဲထားတဲ့ဖုန်းနံပါတ်ကို SMS ကုတ်လေးကြာမှာဖြစ်ပါတယ်။ဒါကတော့ထိုင်းရောက်နေတာမို့လို့ထိုင်းမှာတရင်တော့သုံးလို့ရတဲ့အတွက်ကျွန်တော်တရင်တော့စင်ကတ်ကိုထည့်လိုက်တာဖြစ်လို့တခါတည်းကျွန်တော်တို့ရှိမှာကုတ်နံပါတ်တန်ပြီးတော့ကြာပါတယ်။အကုတ်နံပါတ်လေးကိုရိုက်ထည့်ပေးရမှာပါ။ရိုက်ထည့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ပြောင်းလဲမှုအောင်မြင်သည်ဆိုတဲ့စာတမ်းလေးပြန်ကြလာမှာဖြစ်ပါတယ်။ပြီးရင်တော့ပုံမှန်တိုင်းပဲ login ပြန်ဝင်ပေးရမှာပါဒါပေမဲ့အဓိကအချက်ကတော့ဒီမှာကျွန်တော်တို့ခုနကပြောင်းလဲထားတဲ့ဖုန်းနံပါတ်အသစ်ကိုပြန်ထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့အကောင့်လေးကပုံမှန်တိုင်းပြန်ပြီးတော့အသုံးပြုလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတင်နိုင်အောင်လို့ကျွန်တော်ရဲ့အကောင့်လေးကို subscribe လေးလုပ်သွားပေးဖို့လည်းတောင်းဆိုပါတယ်